အိုးဒူဘိုင်းကိုလည်းပတ်ရင်းနဲ့ဒူဘိုင်းမြို့ရဲ့ငါးဖမ်းရွာကနေပြီးတော့ကမ္ဘာအံ့ဖွယ်မြို့တော်စီကိုပြောင်းလဲလာပုံလေးကိုပြောပြပေးသွားမယ်ဖြစ်ပါတယ်1833ခုနှစ်မှာရှိတ်မတ်တူဦးဆောင်ပြီးတော့အဖွဲ့သား800ခန့်ကအဘူဒါဘီနဲ့ဒူဘိုင်းခရီနာမှာအခြေချနေထိုင်ခဲ့ကြပါတယ်သူတို့ဟာငါးဖမ်းခြင်းပလဲထုတ်လုပ်ခြင်းကုန်သွယ်ရေးလုပ်ငန်းများဖြင့်အသက်မွေးကြောင်းပြုခဲ့ကြပါတယ်သူတို့ရဲ့အဓိကစီးပွားရေးကရေငုပ်ပလဲရှာပြီးတော့အိန္ဒိယပါရှာယူရိုနိုင်ငံတွေကိုရောင်းချကြပါတယ်သို့တော်လည်းဒီပလဲကုန်တင်မှုကကြာရှည်မခံခဲ့ပါဘူးဂျပန်ကအလားတူပလဲထုတ်လုပ်မှုကြောင့်သူတို့ရဲ့ဈေးကွက်ပြတ်ခဲ့ရပါတယ်သို့တော်လည်းရှိတ်မတွန်းဟာပလဲမရှိလဲကုန်သွယ်စီးပွားရေးလုပ်နိုင်ရမယ်ဆိုပြီးဒူဘိုင်းခရီကိုအသုံးပြုပြီးတော့အိန္ဒိယအီရန် East Africa and Europe တို့နဲ့ကုန်သွယ်မှုပြုခဲ့ကြပါတယ်သူဟာကုန်သွယ်စီးပွားရေးအတွက်ခွန်ကင်းလုပ်ခွင့်ပေးထားတဲ့အတွက်အိန္ဒိယအီရန်အာဖရိကနဲ့အရှေ့အလယ်ပိုင်းမှာကုန်သည်များဒူဘိုင်းသို့ရောက်ရှိခဲ့ကြပါတယ်1892မှာ British နဲ့သဘောတူညီမှုစာချုပ်ရေးထိုးခဲ့ကြပါတယ်အဲဒီနောက်ပိုင်းမှာရှိတ်ရရှိလို့ခေါ်တဲ့ဒူဘိုင်းကိုပြောင်းလဲပေးမယ်လူတစ်ယောက်ပေါ်ထွန်းလာခဲ့ပါတယ်ရုရှားကဒူဘိုင်းခရီနာသွားပြီးသင်္ဘောတွေကြည့်ပြီးအနာဂတ်အတွက်စိတ်ကူးရင်ပုံဖော်နေပါတယ်ဒီနေ့မှာသူဟာကူဝိတ်နိုင်ငံကပတ်စံချီပြီးဒူဘိုင်းခရီကိုပင်လယ်ကူးသင်္ဘောကြီးဝင်နိုင်အောင်ချဲ့ထွင်တူခေါ်ပါတယ်ဒီလောက်ရစွန့်စားရပေမဲ့အောင်မြင်ခဲ့ပြီးတော့အိန္ဒိယအာဖရိကအီရန်တို့နဲ့ကုန်သွယ်မှုပြန်လည်ချဲ့ထွင်နိုင်ပြီးတော့ဒူဘိုင်းစီးပွားရေးချောင်လည်ခဲ့ပါတယ်1966မှာရေနံကြောတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သို့ပေမဲ့လည်းအဘူဒါဘီလောက်တော့ရေနံသိပ်ပြီးတော့မထွက်ခဲ့ပါဘူး1969မှာ Modern Deep Water Port တစ်ခုတည်ဆောက်ပြီးတော့ကွန်တိန်နာကြီးတွေဝင်နိုင်အောင်တစ်ကမ္ဘာလုံးနဲ့ကုန်သွယ်ခွင့်ရအောင်တည်ဆောက်ခဲ့ပါတယ်။ကမ္ဘာရဲ့မှာခီးသွားတွေစီးပွားရေးသမားတွေတွာလာရလွယ်ကူစေရန်ရည်ရွယ်ချက်နဲ့ International Airport တစ်ခုလည်းတည်ဆောက်ခဲ့ပါတယ်။1981ဒီဇင်ဘာလ2ရက်နေ့မှာအမရိ9ခုပေါင်းပြီးတော့ UAE နိုင်ငံကိုတည်ထောင်ခဲ့ကြပါတယ်။အဘူဒါဘီကတော့ UAE နိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့ဒူဘိုင်းကတော့ UAE ရဲ့စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ရှိတ်ရာရှိဟာမြို့နယ်35ကီလိုမီတာဝေးတဲ့နေရာမှာဂျဘယ်အယ်လီပိုချီကိုတည်ဆောက်ခဲ့ပါတယ်။ဒူဘိုင်းရဲ့ Logistic Empire ကိုတည်ထောင်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်1985မှာရှိတ်ရရှိရဲ့သားရှိတ်မိုဟာမက်ဘင်ရာရှယ်အယ်မာတွန်ဟာဖရီထရိတ်ဇုံကိုပြုလုပ်ခဲ့တဲ့အတွက်ထောင်ပေါင်းများစွာသောနိုင်ငံသားယင်းနှိမ့်မြုပ်နှံမှုတွေဝင်ရောက်လာခဲ့ကြပါတယ်။ဒူဘိုင်းရဲ့စီးပွားရေးလည်းတိုးတက်လာခဲ့ပါတယ်။ဒီကုန်းကျုံဆိုရတော့မက်နွန်မြို့နယ်ဟာ1833ခုနှစ်ကနေပြီးတော့ယနေ့အချိန်ထိဒူဘိုင်းမြို့အုပ်စုပြီးတော့ငါးဖမ်းရွာကနေပြီးတော့ကမ္ဘာချမ်းသာဆုံးမြို့တော်ဖြစ်ပြောင်းလဲတိုးတက်အောင်ဦးဆောင်နိုင်ခဲ့ပြီးတော့ယနေ့မှလည်းဒူဘိုင်းရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသောကဏ္ဍမှာပါဝင်ဆောင်ရွက်လျက်ရှိပါတော့သည်ကျေးဇူးများတင်ပါတယ်ရှင်